ကဲတိတိကျလေးနဲ့လုံးဝချစ်စရာကောင်းတဲ့ Bluetooth ပေါက်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဘလောက်ထိအောင်ချစ်စရာကောင်းလဲဆိုရင်ဘာစင်းလို့ပြပါမယ်ရှင်ကဲပထမအဆုံးဖွင့်လိုက်တာနဲ့အရင်ဦးဆုံးမြင်ရမှာလေးကတော့1 ဆိုလေးပဲဖြစ်ပါကောင်းလေးရဖုန်းနေနဲ့ပဲသုံးမလား TV နဲ့ပဲသုံးလို့ရတယ်အာတွင်ကျိုးလည်းပါတယ်အာတွင်ကျိုးတော့ Android အာတွင်ကျိုးပါရှင်ကဲကောင်းလေးအယောင်လေးကတော့အနီရောင်လေးဖြစ်ပါရှင်သူ့မှာဆို solar power တော့ကြောင့်မို့300ပို့ပြီးတော့အဆင်ပြေပါရှင် FM လိုင်းနားထောင်လို့ရတယ် radio လိုင်းနားထောင်လို့ရပါရှင်ပြီးတော့ဒီကောင်လေးရဆို USB ကတ်တွေထည့်သုံးလို့ရတဲ့ကြောင့်မို့ပို့ပြီးတော့အဆင်ပြေဟုတ်မှတ်ကြနော် radio လည်းသုံးလို့ရတယ် radio လည်းနားထောင်ရ FM နားထောင်လို့ရတဲ့ကြောင့်မို့လုံးဝ quality ဘိုက်ဆိုင်ရာပြောစရာမလိုကောင်းပါရှင်မိတီးတဲ့ပါတဲ့ကြောင့်မို့လို့အပြင်နေပါတယ်တွားရိုက်ခါဆိုရင်ဓမီအောင်မလို့ဒီကောင်ပါနဲ့တင်လုံးဝအဆင်ပြေနေပါပြီရှင်သူ့ရဲ့မီးကဘယ်လောက်ထိလင်းလဲဆိုတော့ညီမချက်ပြပေးပါမယ်ရှင်ဟိုးအရန်လင်းတာပဲမီးရလည်းတော်တော်လေးကိုလင်းနေနော်ကဲဓမီအောင်ဆောင်းထားစရာမလိုတော့ဘောက်ပါနဲ့တင်မီးပါပြီးသားဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးဖုန်းရင်ကဒီလိုပေါက်မျိုးကိုညီမတို့စတား9နိုင်တွင်းရောက်ဆိုင်ယူဈေးနှုန်းချွတ်တဲ့ဆိုနဲ့ရောက်ချပေးနေပါရှင်